ဒေါအောင်ဆန်းစုကြည်သမ္မတကြီးဦးဝင်းမြင့်တို့လိုထိတ်တန်းခေါင်းဆောင်တွေတောင်လူအခွင့်အရေးအပြည့်အဝမရတာမန်လူသားတယောက်ရရမယ်အခွင့်အရေးလုံးဝမရကိုမြအေးတို့ရှိမယ်ကိုစောဖိုးခွားတို့ရှိတယ်နောက်တခြားဖမ်းသွားတယ်ဖမ်းဆီးထားတဲ့လူတွေအဲ့တော့ဒီလူအခွင့်အရေးနဲ့နိုင်ငံရေးကိုတိတ်နားမလည်ဘူးဆိုတဲ့အများပြည်သူကိုကျွန်တော်နည်းနည်းရှင်းပြပါမယ်လူသားတယောက်မှန်လူအခွင့်အရေးရပါတယ်အဲ့ဒီလူအခွင့်အရေးတွေကိုလူအခွင့်အရေးကြီးညာစာတမ်းဆိုပြီးတော့ကမ္ဘာနိုင်ငံအသီးသီးကကျင့်သုံးလျက်ရှိသူဘာသူဆိုရှယ်လစ်အုပ်ချုပ်စနစ်နဲ့အုပ်ချုပ်ကွန်မြူနစ်စနစ်နဲ့အုပ်ချုပ်ဘယင်ကပဲအုပ်ချုပ်လူအခွင့်အရေးကြီးညာစာတမ်းကိုနိုင်ငံတော်တော်များများကစိုင်းထိုးထားပြီးတော့သဘောတူထားပြီးတော့လေ့ကျင့်ရပါတယ်ကျင့်ကြံအားထုတ်ရပါတယ်လေးစားရပါတယ်လူအခွင့်အရေးကိုမြန်မာပြည်မှာဒီစစ်အာဏာယူမင်းအောင်လှိုင်တို့တတိုက်နဲ့သူ့ဆရာတွေခက်ကလည်းလူအခွင့်အရေးကိုလုံးဝမလေးစားခဲ့အဲ့တော့လူအခွင့်အရေးထဲမှာဘာပါလဲဆိုတော့အရေးကြီးဆုံးယနေ့ကျွန်တော်တို့ရင်ဆိုင်နေရတဲ့အချက်တစ်ချက်ကဒေါအောင်ဆန်းစုကြည်တို့အပါအဝင်နိုင်ငံရေးအကျဉ်းသားတွေပေါ့ဖမ်းထားတဲ့လူတွေကိုနှစ်ပတ်နေရုံးထုတ်ရမယ်ရှေ့အနေနဲ့ပေးတွေ့ရမယ်ဒါဘရင်အုပ်ချုပ်တဲ့နိုင်ငံမှာတော့ဒီလိုပဲလုပ်ရတယ်အဲ့ဒါလူခွေကြီးညာစာတမ်းကိုစိုင်းထိုးထားရတာကမ္ဘာနိုင်ငံအသီးသီးကရှေ့အနေနဲ့တွေ့ခွင့်ရမယ်ခုခံခြေပခွင့်ရမယ်အသက်လွတ်ကြီးဒီလိုကြီးလှုပ်ထားလို့မရဘူးအခုရှေ့အနေနဲ့တော့တွေ့ခွင့်မရဘူးအဲ့တော့ကျွန်တော်တို့နိုင်ငံရဲ့အခြေအနေကဒေါအောင်ဆန်းစုကြည်မှာတော့လူအခွင့်အရေးမရှိရင်ကျွန်တော်တို့ခမားတို့ကိစ္စဆိုတာမစင်စားနဲ့တော့မင်းအွန်လိုင်းပေးမဲ့ဒီမိုကရေစီတို့မင်းအွန်လိုင်းလုပ်ပေးမဲ့ဘာရွေးကောက်ပွဲတို့ဟလာမင်းအွန်လိုင်းဖွဲ့တဲ့အာဏာလူကောင်စီတို့ကိုယုံပြီးဝင်ပေါင်းတဲ့ဟလာအယူတွေကိုလည်းယူနေတယ်လို့ပြောပြလိုက်ဘာလို့လဲဘလို့လို့ဒေါအောင်ဆန်းစုကြည်တော့လူခွင့်ရမရကြံတဲ့လူကဘယ်နေရာရောက်ပြီလဲအားလုံးစဉ်းစားကြည့်လို့ရရှေ့နေနဲ့တော့တွေးခွင့်မရအမှုတွေတစ်ခုပြီးတစ်ခုထပ်တိုးသေးတယ်သူကသူအိမ်ထဲနေနေတဲ့အကျယ်ချုပ်ခံနေရတဲ့လူကဘလို့ဖြစ်လို့905ခါခွေးတွေကာကြီးတွေထပ်တိုးလဲလမ်းပေါ်မှာရှိတဲ့ကလေးတွေဟလာကျွန်တော်တို့ပထမတင်ပြခဲ့သလိုစီး3စီးနဲ့ထားရမယ်စီး3စီးနဲ့တားရမယ်ပြီးမှတဆင်ချင်းဆောင်ရွက်ရမယ်ဘာမှမရှိတော့တန်းပစ်အမိုက်ရိုင်းအကြမ်းတမ်းဆုံးတွေလုပ်ဘယ်သူမှလူခွင့်ရင်မရှိတော့အဲ့တော့ကျွန်တော်တို့ကဆက်လက်ပြီးဓာရီအတွက်တိုက်ပွဲဝင်ကိုဝင်ရမယ်အထူးသဖြင့်ကျွန်တော်ပြည်ပရောက်နေတဲ့အုပ်စုတွေပြည်တွင်းမှာဒီလောက်အလောက်ခံနေရတာပြည်တွင်းကလူငယ်တွေလည်းကျွန်တော်တို့တနာလှပြီမေတ္တာတက်လှပြီတည်ကြည်ပျက်စီးဆုံးရှုံးရတာအဖိုးတန်လူသားတွေအဲ့တော့လူအခွင့်အရေးဆိုတာကျွန်တော်ခုနရှင်းပြသလိုနိုင်ငံရေးနားမလဲတဲ့လူတွေနိုင်ငံအသီးသီးကမ္ဘာနိုင်ငံတော်တော်များများကလူအခွင့်အရေးကြီးညာစာတမ်းကိုလေးစားလိုက်နာပါမယ်လို့စိုင်းထိုးထားရတာသဘောတူထားရတာဘယ်ရင်အုပ်ချုပ်တဲ့နိုင်ငံတွေတောင်ပါတယ်အဲ့တော့လူတွေလေဗျာလူတွေကလူအခွင့်အရေးကိုလေးစားလိုက်နာမှာပေါ့လူတွေလေကျွန်တော်တို့ကဟလာမင်းအောင်လိုင်းတို့တန်းရွှေတို့ခက်ကတော့ဒီကောင်တွေကလူတွေမှမဟုတ်တာဒီကောင်တွေကဘယ်လေးစားလိုက်နာမလဲဒါရိုးရိုးလေးကျွန်တော်တို့တွက်ဆလို့ရတယ်ကျွန်တော်အမေရိကတို့ဥရောပတို့ရောက်တော့ဩစတြေးလျတို့ရောက်တော့အခုလက်ရှိအမေရိကမှာတေချာလေးလာလူအခွင့်အရေးမပြောနဲ့တစ်ပင်မှာတော့အသက်ရှင်ဖို့အခွင့်အရေးရှိတယ်တဘာဝပတ်ဝန်းကျင်ဥပဒေတစ်ပင်ကိုကျွန်တော်လေးစားရတယ်3-4နှစ်သားရှိတဲ့တစ်ပင်ကိုခုတ်ခံနေမှာမြို့နယ်ကောင်စီကိုတွားပြီးတော့စာနဲ့ရှောက်ထားရတယ်ပြီးရင်ကျွန်တော်တို့ရော်ကြီးပေးရဘာလို့ဆိုအဲ့ဒီအပင်ဟာတန်ဖိုးရှိအသက်ရှိတယ်သူ့ကိုခုတ်ပြရင်တတ်ပြရင်တခြားတနေရာမှာသွားစိုက်ဖို့ဆောင်ရွက်ဖို့စီစဉ်ဖို့ကျွန်တော်တို့ပတ်စံတွေအများကြီးပေးရတယ်အနည်း20လောက်ရှိတဲ့တစ်ပင်တစ်ပင်ကိုခုတ်ရင်ဒေါ်လာ9000လောက်ကျတစ်ပင်မှာတော့အခွင့်အရေးရှိတယ်အသက်ရှိတယ်လို့ယူဆတယ်တစ်ပင်ကဲတစ်ပင်နေကိစ္စပြီးပြီလူမပြောသေးဘူးတရိษံလေးတွေမှာအခွင့်အရေးရှိတယ်ခွေးလေးတွေကြောင်လေးတွေကြက်တူရွေးလေးတွေအိမ်မွေးတရိษံနော်ထားပါတော့ကျွန်တော်အိမ်ဘေးကခွေးတစ်ကောင်မွေးလို့ဝဲတွေစားပြီးတော့ပိန်လှီပြီးတော့ခွေးကဒုက္ခရောက်နေတဲ့ပုံရောက်ရှိရင်နော်ဒုက္ခရောက်နေတဲ့ပုံပေါက်ရင်ကျွန်တော်ဖုန်းဆက်လို့ရတယ်တိုင်လို့ရတယ်တရားရုံးဒီတရိษံကိုတို့နှိပ်စက်နေပုံရတယ်ကောင်းကောင်းမကြွေးဘူးကောင်းကောင်းမမွေးဘူးအရေးယူလို့ရတယ်ဒဏ်ကြေးတွေထောင်ဒဏ်တွေရှိတရိษံကိုတော့မအခွင့်အရေးပေးတာကဘာကြီးကမြန်မာပြည်ကတရိษံတွေကတရိษံမပြောနဲ့လူကိုတော့အခွင့်အရေးမပေးဘူးမြန်မာပြည်က
ဒီဖက်စစ်တွေပဲမင်းအွန်လိုင်းတို့ကဖက်စစ်တို့နာဇီတို့နော်သူနဲ့သူ့အလိုတော်ကြီးအခုမင်းအွန်လိုင်းကတော့ဘန်ကောက်ပို့စာရေးတာတရုတ်ပြည်ပြေးပြီးရေးတယ်လေသိတော့မသိကြဘူးပေါ့ဒါပေမဲ့ဘန်ကောက်ပို့စာအဲ့တိုင်းရေးသွားတယ်သူ့အောက်ကဘာလဲဟိုနောက်စိုးဝင်းဆိုတဲ့တယောက်ရှိသေးတယ်ဒီကောင်တွေဘာလို့ဒီကောင်တွေဖက်စစ်တွေနာဇီတွေအဲ့တော့ဘာအခွင့်အရေးမှမရှိဘူးဗမာပြည်မှာအမေစုတော်လူအခွင့်အရေးမရဘူးတာမန်ပြည်သူပြည်သားများတော့အဝေးကြီးမိုင်မောင်းကြရလားမင်းအောင်လည်းတော့အုပ်စုတွေမရိုင်းချက်ကန်းကုံတာကိုပြောပါတယ်ကျွန်တော်တို့မျှော်လင့်နေတဲ့ကုလသမဂ္ဂတပ်တွေအမေရိကန်တပ်တွေရောက်လာမလားဘယ်သူမှမသိဘူးဘာဂတိမှဘယ်သူမှမပေးနိုင်ဒါပေမဲ့ကဘာကြီးကကျွန်တော်တို့ကူညီနေပါတယ်ကူညီနေတယ်သူတို့လည်းသူတို့နိုင်တဲ့ဘက်ကစိတ်ပါဝင်စားတဲ့ဘက်ကပေါ့ဗျာကူညီနေတယ်ဒါပေမဲ့ကျွန်တော်တို့သိရမယ်ကိုအချင်းချင်းကိုကျွန်တော်တို့ပြောပြရမယ်ကိုအချင်းချင်းပဲလက်တွဲဆောင်ရွက်ရမယ်ယနေ့ကျွန်တော်ပြပမှာဆောင်ရွက်တယ်မနေ့ကဆိုတခုပြောလိုက်ရတယ်တိတ်ပြီးတော့ပြပကနေအားလုံးမပေးနဲ့ပြည်တွင်းအောင်ပြန်မလားဒါမှမဟုတ်နေဆက်ကိုပြန်မလားဒီကောင်တွေကိုချမလားမြန်မာပြပရောက်နေတဲ့မြန်မာ2ယောက်မှ1ယောက်ချမယ်ဆိုကျွန်တော်ကိုယ်တိုင်ဥဆောင်မယ်ပြန်ပြီးချမယ်ဆိုကျွန်တော်ဥဆောင်မယ်ဗျာဂရိပေးတယ်ဒါပေမဲ့ပြပမှာလည်းအခက်ခဲရှိတယ်လူတွေကသူတို့အလုပ်တွေလုပ်နေရတယ်ဟလာတချို့ကလည်းဟလာစိတ်ပါဝင်စားမှုအားနေတယ်မြန်မာပြည်တွင်းလိုပါပဲဒါပေမဲ့အာလူတော့ပေးတယ်ဗျာသိရမလား Facebook ပေါ်တက်လာပြီးအာလူပေးနေတာလည်းအများကြီးရှိအဲ့တော့ကျွန်တော် Potting စိန်ခေါ်တယ်အားလုံးသွားမလားကျွန်တော်ဥဆောင်မယ်ဗျာနောက်ဆုံးဗျာ2ယောက်မှ3ယောက်မလုပ်ပါနဲ့4ယောက်မှ1ယောက်လောက်ပဲပြည်တွင်းပြန်မယ်ဒါမှမဟုတ်နေဆက်ပြန်မယ်ဆိုကျွန်တော်ဥဆောင်မယ်ဗျာဘာလို့ဆိုမြန်မာပြည်ပွားတန်း20လောက်ပြည်ပမှာနေထိုင်နေတယ်ရှိနေတယ်အဲ့ကျွန်တော်တို့အားလုံးကပြက်သားတကယ်အလုပ်လုပ်ရမယ်ရှာဖွေရမယ်လေ့လာရမယ်စီးပူးရမယ်တော်လှန်ရမယ်လုပ်နိုင်တာအားလုံးကျွန်တော်တို့လုပ်ရမယ်ဒါမှထိရောက်ပါအားလုံးပေးနေုံနဲ့တော့မထိရောက်ဘူးဗျာမထိရောက်ဘူးဒါတစ်ချက်ပါနောက်တစ်ချက်ကတော့ပြည်တွင်းမှာတွေ့လိုက်တဲ့ကြေညာချက်ကလေးတစ်ခုကျွန်တော်အရန်အားရကျေနပ်လို့အခုတင်ပြပါရစေအဲ့ဒါကဘာလဲဆိုတော့ကျွန်တော်တို့ဒီလုပ်ငန်းပုဂ္ဂလိကလုပ်ငန်းရှင်တွေကစစ်တပ်နဲ့ပတ်သက်ရဲနဲ့ပတ်သက်ဖူးရင်မိသားစုထဲမှာပတ်သက်နေအဖေမေကစစ်တပ်ကလားရဲရလားညီကိုမောင်နှမတွေမိသားစုထဲမှာရှိသလားရှိရင်ဘယ်ပုဂ္ဂလိကလုပ်ငန်းမှာအလုံးမခံတော့ခန့်ထားတဲ့လူရှိရင်လည်းအလုပ်သမားအခွင့်အရေးနဲ့အညီရော်ကြေးပေးပြီးထုတ်ပယ်ပြစ်တော့မယ်ဆိုတဲ့ကြေညာချက်ကိုကျွန်တော်အရန်အားရတယ်အဲ့ဒီလောက်တော်လာနိုင်မှကျွန်တော်တို့ဖြစ်မယ်တော်လာနိုင်မှဖြစ်မယ်သူတို့ကိုလူတွေမမဟုတ်တာလူအတိုင်းဝိုင်းနဲ့ဖယ်ကျင်ပြရမယ်ဖယ်ထုတ်ပြရမယ်အဲ့ဒါပုဂ္ဂလိကလုပ်ငန်းရှင်တွေထိထိရောက်လုပ်ပါစားသုံးသူတွေဖြစ်တဲ့ customers တွေကျွန်တော်တို့ကတာမန်ပြည်သားတွေပြည်သူပြည်သားတွေကျွန်တော်တို့မှလည်းဘာအခွင့်အရေးရှိလဲဆိုတော့စားတော့ဆိုင်တစ်ဆိုင်ကိုရောက်ပြီးထားကုမ္ပဏီတစ်ခုကိုရောက်ပြီးသားမိမိကအလုပ်လုပ်တော့မယ်ပြည်သူလူထုကဟလာဒီကုမ္ပဏီကိုအလုပ်အပ်မယ်ဒီစားတော့ဆိုင်မှာစားတော့မယ်ဆိုရင်တခါရဲမေးပါဒီဆိုင်မှာဒီစစ်တပ်နဲ့ရဲနဲ့ပတ်သက်တဲ့လူတွေရှိသလားစီးပွားရေးကိုယ်နဲ့ကစစ်တပ်နဲ့ရဲနဲ့ပတ်သက်နေသလားဒီကုမ္ပဏီကစစ်တပ်နဲ့ရဲနဲ့ပတ်သက်နေလားဝန်ထမ်းတွေရှိသလားရှိရင်အလုပ်မလုပ်ဘူးဒါကျွန်တော်တို့ consumer တွေ customer တွေရဲ့အခွင့်အရေးကျွန်တော်တို့မှာမေးပိုင်ခွင့်ရှိတယ်သူတို့ကိုဖယ်ကျင်ပိုင်ခွင့်ရှိတယ်အဲ့တော့ပုဂ္ဂလိကလုပ်ငန်းရှင်များကလည်းစုစုစည်းညီညွတ်နဲ့ဒါကိုအကောင့်ထဲပေါ်မယ်ပြည်သူလူထုကလည်းသူတို့ရဲ့အနွယ်ဝင်တွေအပအဝင်ဘယ်သူ့ကိုမှအားမပေးဘူးမဆက်ဆံဘူးဆိုရင်ဒီကောင်တွေအတွက်နေရာမရှိဘူးနိုင်ငံရခြား policy တွေကိုကျွန်တော်ခဏပြောပြတယ် diplomats ကျွန်တော်နိုင်ငံတကာဆက်ဆံရေးခေါ်တာမင်းအောင်လိုင်းနဲ့အာနာလူကောင်စီကနိုင်ငံတကာမှာလုံးဝတိုးမပေါက်ရင်အခုတိုးမပေါက်အာဆီယံတောင်သူတို့အသိမှမပြုဘူး UN ကအသိမှမပြုဘူးဥရောပနိုင်ငံတွေကအသိမှမပြုဘူးဒီကောင်တွေခွေးနေရမရဘူးအဲ့တော့နိုင်ငံတကာဆက်ဆံရေးမရှိဘဲနဲ့အစိုးရမဖြစ်ဘူးပြည်သူပြည်သားကအုပ်ချုပ်တောင်မခံဘဲနဲ့အစိုးရမဖြစ်ဘူးဒါသိကြတယ်အဲ့တော့ဒီကောင်တွေကအစိုးရမဟုတ်ဘူးအာနာလူသဘုံကောင်စီပဲဖြစ်တယ်
ဒါကိုဒီနေ့ကျွန်တော်အခိုင်အမာထပ်ပြောပါတယ်ဆိုတော့အားလုံးကိုကျေးဇူးတင်ပါတယ်ပြည်ပရောက်မြန်မာတွေတဲကကျွန်တော်နဲ့ပူးပေါင်းဆောင်ရွက်နေကြတယ်မိမိတို့ကိုစီကိုငါအသိတရားနဲ့စစ်အာဏာရှင်စနစ်ကိုတော်လှန်နေတဲ့အားလုံးကိုအထူးလေးစားပါတယ်သို့တော့အားလုံးတတိထားဖို့ကအခွင့်အရေးသမားတွေရှိနေတယ်လေပဲအာလူပဲပေးနေတဲ့လူတွေရှိတယ်ဒါတွေကိုကျွန်တော်တို့စီးရုံးရမယ်ကျွန်တော်ဆိုလာကြက်တယ် Facebook ကဖြစ်ဖြစ် Messenger ကဖြစ်ဖြစ်ကျွန်တော်ကပြောတယ်မကြက်နဲ့ကျွန်တော်မြောက်လဲမပေးနဲ့ချိလဲမချူနဲ့ခမားဘာလို့မလဲပဲပြောခမားဘာလို့မလဲဘာထိတိရောက်လို့မလဲကျွန်တော်တို့စိတ်တက်ကဒီလိုမွေးရမှာဒါကြောင့်ကျွန်တော်ခုနကိစ္စတွေကိုပြောတာပါထိတိရောက်လို့မယ်ဆိုရင်ထိရောက်ချမယ်ဆိုရင်ပူပေါင်းပါဗျာကျွန်တော်အစင်သင့်ပါရေးတော်ပုံအောင်ရမယ်